မာပူချက်ကတော့ထိုင်နေရင်အောင်ချွေးထွက်နေတာရေများများတောက်ပြီးချွေးထိုင်တုံနေရတယ်ဟုတ်တယ်ပူချက်ကတော့ပြောမနေနဲ့နွေရာသီကတစ်နှစ်တခြားပူပြီးတော့ပူလာတာနော်ထိုင်နေရင်အောင်ချွေးထွက်နေတယ်ဆိုတာကဒါဘာလို့ဆိုလိုတာလဲဆိုရင်ခန္ဓာကိုယ်ကနေရေနဲ့ဓာတ်စားတွေဆုံးရှုံးနေတယ်လို့အချက်ပေးနေတာပါရေများများတောက်တာကောင်းပါတယ်ဒါလူတိုင်းလုပ်သင့်တဲ့အရာပါတော်တော်များများကအခုလိုမျိုးပူနေတဲ့အချိန်မှာဆိုရင်ချွေးထွက်များနှုံးချပြီးတော့ရေများများတောက်ဖို့ပါမေးနေကြပါတယ်ကျွန်တော်တို့လူခန္ဓာကိုယ်မှာဆိုရင်ရေနဲ့ဓာတ်စားဓာတ်တွေပုံမှန်ဖြစ်နေဖို့ကအရင်အရေးကြီးတယ်ချွေးထွက်များပြီးတော့ဒီရေနဲ့ဓာတ်စားတွေဆုံးရှုံးတာများသွားရင်အပူရှက်တာနောက်အပူတန်ကြောင့်သတိလစ်တာတွေဖြစ်နိုင်ပြီးတော့အခက်မသိရင်အသက်ပါဆုံးရှုံးနိုင်တယ်ဒါကြောင့်တစ်နေ့ကိုအနည်းဆုံးရေ2လီတာကနေ3လီတာလောက်တော့ပြည့်အောင်တောက်ပေးကြပါအခု comment တွေရလိုမျိုးထိုင်နေရင်အောင်ချွေးထွက်နေတယ်ဆိုရင်ဒါပို့ပြီးတော့တောက်ပေးပေါ့ချွေးထွက်တာအရင်များတယ်ဆိုရင်ရေများများတောက်တာအပြင် ORS ဓာတ်စားရည်တို့နောက် electrolyte drink လေးတွေပါတောက်ပေးသင့်ပါတယ်အုံးရည်လည်းတောက်ပေးလို့ရပါတယ်နောက်ရေရွှမ်းတဲ့အသီးနှံတွေပေါ့နော်လိမ္မော်သီးတို့ဖျဲသီးတို့စားပေးမယ်ဆိုရင်တော့ပိုကောင်းတာပေါ့စီများတဲ့အစားအစာတွေကတော့အခုချိန်မှာမစားတာအကောင်းဆုံးပါရှောင်သင့်ပါတယ်ပြီးတော့အခုချိန်မှာဆိုရင်ဘယ်သွားတက်နိုင်သလောက်အရေးရတဲ့နေရာမှာပဲနေကြပါမဖြစ်မနေနေပူတဲ့သွားရမယ်ဆိုရင်လေဒီနေရောင်ကိုကာနိုင်မှုအတွက်ထီးတို့အုတ်ထုပ်တို့နေကမျက်မှန်တို့စောင်းသွားပါအဝတ်အစားကိုလည်းအယောင်နုနုနဲ့ချောင်ချောင်ချိချိဖြစ်တဲ့ပေါ့ပေါ့ပါအဝတ်အစားလေးတွေပဲရွေးပြီးတော့ဝတ်ကြပါဒီအချိန်မှာမူးဝေတာတို့နောက်ခေါင်းကိုက်တာတို့နှလုံးခုန်မြန်တာအန်နာချွေးမထွက်တော့ဘဲနဲ့ကိုပူတက်လာတာမျိုးတွေဖြစ်တယ်ဆိုရင်တော့ဒါအရေးပေါ်ကုသမှုလိုအပ်နိုင်လို့နီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားရပါမယ်ဆိုတော့အားလုံးပဲဒီအချက်လေးတွေကိုလိုက်လုပ်ပြီးတော့ဒီနှစ်နွေပူတန်းကိုလည်းကျဉ်းကျဉ်းမာမာနဲ့ကြော်ဖြတ်နိုင်ကြပါစေဗျနောက်ထပ်သိချင်တာလေးရှိရင်လည်း comment မှာမေးသွားလို့ရပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးသွားကြပါဦးနောက်ထပ်ဗီဒီယိုလေးတွေမလွတ်သွားရအောင်ကျွန်တော်ကို subscribe လုပ်ထားလို့လည်းရပါတယ်ကျွန်တော်ကတော့ဒေါက်တာဆိုပြေပါအားလုံးကိုကျေးဇူးတင်ပါတယ်